အားလုံးပဲမင်္ဂလာပါဒီလေးတူတူပါပဲကျွန်တော်တို့ရဲ့ဒီထိတ်ကြီးတို့ရဲ့အကြောင်းပေါ့နော်ထိတ်ကြီးတို့ရဲ့အကြောင်းအပိုင်း3ဖြစ်ပါတယ်ဒါကတော့လေဆိုတော့အားလုံးပဲကြိုက်မယ်လို့ပြောနေပါတယ်ဗီဒီယိုလေးကိုအားပေးလိုက်ကြအောင်ဒီတော့ဆရာကတော့ကျွန်တော်ထုံးစံတိုင်းပဲအိတ်ငိုက်နေတယ်ပေါ့နော်ဆရာចောင်းသားဘဲတွေကလည်းပြင်းလို့ပြင်းစရာကြီးကွာအဲ့ချိန်မှာကျွန်တော်တို့ရဲ့ထိတ်ကောက်ကြီးကလေရေတံမှုပါလာခဲ့ပါတယ်ကဲငါရင်စမယ်ကွာ no oh no oh no oh no ဟာရောက်မင်းတော့စူခင်ရတော့ပါပဲသွားပြီအေးငါစိတ်ကောင်းဝင်နေတဲ့တပည့်တို့လာစားသိမယ်ဒီနေ့ဆရာအိမ်မကောင်းနေမှတ်ထားတယ်ကွာဒီနေ့မင်းတို့တင်နေတဲ့ bottle face အကြောင်းတင်ပေးမယ်ကဲထိတ်ကြီးမင်းရင်လာခဲ့ကွာပျော်တာပေါ့ဆရာရကျွန်တော်လာပြီရော့နှစ်ဘူးနဲ့လေကျွန်တော်တို့ max plus ဆိုတော့ pro ကြီးလေဗျာနော်ဆရာဟုတ်ပါတယ်ကွာကဲမင်းလာခဲ့ကွာထိတ်သေးလေးမင်းလာခဲ့လေယောရေစောင်းရဲကြိုင်းနေကွာဒီကောင်ကြီးရောဟာထိတ်သေးမင်းဒီနေ့ကျန်းနေပါလားကဲထိတ်ကောက်မင်းလဲပါကွာလာပျော်တာပေါ့ဆရာရကျွန်တော်လဲဆိုကျွန်တော်လာပြီရော့နောက်ကျိုးထိုးပြီးပြစ်လိုက်ပြီဖက်ခနေပြီအိုးလာရောက်စောင်းရဲကျန်းအိုးငါမျက်စိတော့ကျိုးထတော့မယ်ရောက်ထိတ်ကောက်မင်းဒီနေ့ဘာဖြစ်နေစောင်းရဲကျန်းနေပါလားဟာကဲငါတပည့်ထိတ်မဲကြီးလာပါအောင်ကွာဟုတ်ကဲ့ဆရာကျွန်တော်လာပြီမင်းဘလို့လုပ်ပြလဲကြီးကြတာပေါ့ကွာကြည်ထားလေဆရာရဲ့ကဲဘလို့လဲဆရာကြိုက်လားကျွန်တော်ဆိုင်ကောလေကြိုက်တော့ကြိုက်ပါတယ်ကွာဒါပေမဲ့မင်းကြံလိုက်ကောင်alorsမမိုက်ဘူးဟဲ့အောင်ကြက်သွားစမ်းဒီကောင်ကလည်းစာတင်ချင်းနေတာဒုက္ခပဲကဲငါဖောင်ရုပ်မင်းလဲပါကွာဆရာလာပြီလေကျုပ်တော့တာကျုပ်ပဲရှိတယ်ဗျရော့စောင့်ကြည့်နေလိုက်ဖုတ်ဖတ်ဖွာခရခွဟာရောက်နေငါဖောင်ရုံးနဲ့တဲချမ်းနေပါလားကွာကဲငါဖြူမင်းလာခဲ့ကွာလာရောက်ဟုတ်ကဲ့ဆရာကျွန်တော်လာပြီလေငါဖြူတော့တော့ဒီမှာလက်၄ပဲနဲ့ကွာလက်၅ပဲနဲ့ကွာပြစ်ပြီရော့ဟာကျန်းလာလားငါဖြူကကဲနောက်ဆုံးနဲ့အကျဉ်းဆုံးငါတပည့်ကြီးထိတ်ဖြောင်းလာပါအောင်ကွာမင်းလှဲ့ပဲဟာကဲဆရာကျွန်တော်လာပြီကျွန်တော်ကလက်၅ချောင်းတော့မပါဘူးဒါပေမဲ့ကျွန်တော်စွမ်းအားတွေအကုန်လုံးထုတ်သုံးပြမယ်ရော့ကွာကဲလုံးလည်းပဲနောက်နေ့လေးကိုပြပြရှင်နဲ့ရောက်ရှိလာခဲ့ကြပါတယ်နောက်နေ့မှာတော့ဒါအားကစားနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ဇက်ကောင်တွေအားလုံးကတော့ထိုင်ထားလို့တဲ့ကောင်ကလှုပ် back flip လုပ်တဲ့ကောင်ကလှုပ်ပြေးတဲ့ကောင်ကပြေးသူတို့အားကစားလုပ်နေကြပါတယ်အမေငါတပည့်ထိတ်ဖြောင်းမိုင်းလိုက်လားရောက်ကျန်းနေပါလားမင်းလေးအမေဘယ်ပဲလဲရောက်ကျန်းနေရောက်ကောင်းခေါင်းတိုက်တိုင်အောင်ဟုတ်တယ်ရော့တိုက်မင်းငါကန်ပေးလို့ကွာမင်းဘယ်ဟုတ်မှလဲကွာငါခေါင်းကြီးကောင်းတော့ရော့တာကြီးမင်းကောင်တိလားကွာဟာမင်းငါဘယ်တော့ငါတိလို့လုံးဟာဒီကောင်ဒုက္ခပဲဟာနုပါလာတရားနုကတော့ဘာလို့ကွာဒီကောင်လုံးပြန်ပြီဟင်းအောင်ကြီးမနှောက်ရှက်ပါနဲ့ကွာဒီနေ့ငါတို့တွေတပတ်မှတရက်ပဲပါလာပါကွာအားကစားချိန်တွေကလုံးပါမင်းဒုက္ခပဲဟာချပြီကိုဆရာတော့ချပြီစလာနဲ့စောက်လွဲပဲလုံးတော့ဒီကောင်ကတော့ကြည်အောင်ကွာဆရာအထာကြနေဟလားဟာမမြင့်ဟာချစ်စရာလေးကွာမင်းကိုဘွားမမြင့်ဖြစ်ပြေးနိုင်မလားအော်မလီဟာငါဒီနေ့ပန်းလကားရပြီဈေးထဲသွားဝယ်စရာမလိုတော့ဘူးဘာလို့ကဲငါကောင်တွေအားလုံးဒီနေ့မင်းတို့ခေါ်လိုက်ရတဲ့အကြောင်းကြီးရောဒီနေ့ငါတို့တွေရေတံမှုကိန်းစော့ဖို့တဲ့စီစဉ်ထားတယ်ဒီနေ့ပွဲစီစဉ်ထားတယ်ကွာ pro ပါမယ်ကွာနုပါမယ်ကွာဆိုတော့ဒီနေ့ရေတံမှုကိန်းဟာကောင်ထယေးနုကွာငါတို့ကနုကိုအားပေးတယ်ရောက်နုဟုတ်ပါတယ်ကွာငါနာမည်နုကွာဆရာလုံးလေဗျာဆရာလည်းတေချာလို့ပါဆရာပြည့်ရမှာဆရာရဲ့ဒုက္ခပဲဒီဆရာနဲ့တော့ကဲ pro မင်းလဲရောက်ပြီစွမ်းပြကွာရော့ကွာမှာငါဒါအဲ့ဘုံမှာငါရောက်ထောင်ပြမယ်ရော့အိုးလာရောက်ပြီ pro ကြီးပါလားငါတို့ pro ပဲအားပေးတော့ပဲမင်းတို့ကငါပြစ်တောင်မြင်နေတယ်ဗောရရလေကဲရော့ကွာစောက်တော့လည်းလုံးပြန်ပြီငါလေးမှန်လားကဲ
ကဲပရိုကြီးမင်းလဲကွာကဲရော့ဗျာဆရာသမားကြည့်ကျွန်တော်မိုးပေါ်တစ်လုံးပြစ်လိုက်မယ်ဗျာရော့ကျွန်တော်မိုးပေါ်တော့တစ်လုံးပြစ်လိုက်မယ်ရော့ကားရလေးနဲ့အေးစေးပဲကဲဘလို့လဲကြိုက်လာဗျာအိုးရောစောင်းရင်လဲငါလဲပရိုကြိုက်သွားပြီဟမ်ပရိုဆိုတာအဲ့ကောင်လားဟလားအာငါရဲ့စဉ်းစားတွေးခုံမှုထုတ်ဆန်းကွာအဲ့ကောင်တကောင်ရေချိုတောက်ပလိုက်လို့ရတယ်အေးစေးအော်โอเคဘလို့လဲရောက်နေကြိုက်လာကွာOoh shit လာရောက်ကျန်းတာဗောမင်းကတော့ဆရာအရေးကြီးပြောစရာရှိရဆရာဒီနေ့ဗီဒီယိုကြည့်နေသူက live မလုပ်ရသေးဘူးဗျာဟာဒီခေါ်နှုတ်ပြောတာမှန်နေတဲ့ပုံပဲဟာလှုပ်လိုက်တော့ကဲနောက်နေ့လေးတစ်ရက်ကိုရောက်သွားပြန်ပါပြီနေ့ကတော့ဆရာဒီနေ့ဘာတင်မလဲဆိုတော့ဆရာဒီပိုင်လေးနဲ့နာနေကွာဤပါသွားလိုက်အောင်ပဲတပည့်တွေကလည်းမရှိဘူးဆိုတော့ဟာဒီကောင်နေတကယ်ကိုထောင်းမှမရောက်ကြသေးရဟာရော့ကွာကဲကြာလို့မနှိပ်ချင်မနဲ့နှိပ်လိုက်ရပြီဒါရင်ငါနောက်ဆုံးမနှိပ်ပါဘူးတိတ်ပြီးတော့ထွေးတူလာအောင်လာဟဲကောင်လာမြဲလာအင်းတော့ကလည်းနေရာကပြောနေရတာကွာကို့ချိန်နဲ့ကိုတိကြစမ်းပါဟာကျောင်းကအချိန်ကစိတ်နေမင်းတို့အခုမှရေတန်ဦးထောင်လို့ကောင်းလို့လက်ပြွတ်ပဲကွာကဲဆိုတော့တပည့်တွေအားလုံးရောက်ပြီမောင်ဖြူမောင်မဲအကုန်ဆုံးပြီအေးဒီနေ့ဆရာတင်မဲဟာ chemistry lesson တင်မယ်ကွာ yay chemistry ကွာ yes ဒါနဲ့မင်းတို့ chemistry သိလို့လားမသိဘူးလေမသိပဲနဲ့ဘာပြောနေမင်းတို့ကဲဆိုတော့ရော့တရားကိုရေတန်မှုတစ်ခုစီယူထားကဲထိတ်ကြီးမင်းရင်လောက်ကွာတောက်ရမှာမလားဆရာအေးဟုတ်တယ်ရောင်တောက်ရမှာအေးတောက်ရမှာကွာအောင်ဆရာတေးကြမှာလုံတော့ဆရာကျွန်တော်နည်းနည်းတော့ကြောက်တယ်ဗျာဒါပေမဲ့ကဲဆရာပြောရဆိုတော့ကျွန်တော်တောက်လိုက်မယ်ဗျာဆရာကျွန်တော်ပတ်စံတွေကမီးမှုန်နိုင်သွားပြီရမင်းစောက်ဘောဘာလို့မီးရလာမှုန်နေမင်းကမှုတ်တယ်လို့လားအားချောင်းလေရော့ကွာမင်းအခုဘယ်ကောင်မှစောက်ဘောဆွေးတယ်ရောင်ပြောစမ်းဒုက္ခပဲဒီစောက်ကလေးနေတော့ကဲထိတ်သေးမင်းလဲပဲဟာဆရာကျွန်တော်လဲလားရော့ဗျာကျွန်တော်တောက်မယ်ဟဲ့အောင်တေးကြမှာလို့ရော့ငါခွန့်တိုင်မယ်မင်းဆရာသမားဆိုတော့ခွန့်တိုက်ရတာဒီကောင်ဟာဆရာကျွန်တော်ကြီးလာပြီ no ကြောင်းကြီးကွဲထွက်တော့မယ်ဆရာကြီးမဖြစ်ဘူးကောင်ထိတ်သေးပေါက်ဝဲဝိုင်းအဲ့ကောင်ဖြော်ရစေးရမ်းမိုက်တယ်ကွာဆရာကျွန်တော်လဲဆက်မယ်ကျွန်တော်လဲအိတ်ဆေးတင်ပေးကျွန်တော်လဲလုပ်မယ်ဟဲ့အောင်နေတိတ်နေဦးကဲထိတ်ကောက်လာမင်းလုံးတဲ့နဲ့3လုံးထက်တောက်ကွာရောင်ထိတ်ကောက်မင်းဘလို့ဖြော်ဆက်ထားလဲကြည့်မင်းကရောင်ဆရာဘိုင်းနေနာတယ်ဗျာဆရာကျွန်တော်ဤပါမှာရမယ်နေဆရာရဲ့ရောင်ဤပါရဲ့ဆေးဆက်တာဒီကောင်တယောက်တည်းလားဤပါရဲ့ဆေးဆက်တာကွာဒီကောင်ဒုက္ခပဲဒီကလေးနေတော့ကဲဆိုတော့ငဖောင်ရုပ်မင်းပါလုံးနိုင်မလဲကြည့်မယ်ဆေးလေး3လုံးထက်ဟုတ်ပြီမင်းဆက်ထားတဲ့အတိုင်းမင်းတောက်နော်အေးဟုတ်ပြီကြည့်မယ်ကွာဒီကောင်ဆရာကျွန်တော်အော်မရနိုင်တော့ဘူးဟဲ့အောင်စောင်းရနာကြီးနေတော့မင်းငါအပြစ်ပေးမှရမယ်ဟိုတော့မှသွားရဲသွားဘလူးဆေးရှောက်ဖော်တာလေဒီကောင်ဒုက္ခပဲဒီကောင်တော့တခန်းလုံးစုညံကုန်တော့မှာပဲရောင်မင်းအမှနေတော့မင်းငါမခေါ်မချင်းမလာနဲ့ကြားလားဟုတ်ဆရာဟုတ်ကဲ့ဗျာဟုတ်ကဲ့ကျွန်တော်ဆရာမခေါ်မချင်းမလာပါဘူးဗျာဟုတ်ကဲ့ဆရာဟဲ့အောင်နေကောင်ပြစ်ပေးခဲ့ရပြီကွာကဲငါတပည့်ထိတ်ဖြောင်းရင်မင်းဘာကြီးလုံးနိုင်လဲကြည့်မယ်ကွာရော့ကျွန်တော်ကိုယ်တိုင်တော့မထည့်ဘူးဆရာကျွန်တော်စွမ်းရင်ထည့်မယ်တောက်မယ်ဗျာကဲကလော့ကျွန်တော်လေးပေါ်မှာကျွန်တော်မီးရှို့ပလိုက်မယ်ဗျာဆရာကြည့်နေလဲတော့ဟဲ့ကြောင်းကြီးမီးလောင်တော့မှမေးဘေးနေတော့တမျိုးအမေမင်းလာကြီးနဲ့ဟက်ကောင်မင်းဘယ်သူပြန်လာခိုင်းလို့ထားလိုက်ပါတော့ကွာကဲပေါက်ကြည့်မင်းလဲကွာမင်းဘာကြီးဆက်ထားလဲကြည့်မယ်ရော့မင်းပါဇက်ထဲကထုတ်ထဲအောက်ပြီးပြန်တော့ကောင်းနေကျန်းနေမင်းကတော့စောင်းရချင်းဆရာကျွန်တော်ခေါင်းနေလဲနေပြီဗျာထီကြီးလဲတယ်လို့လဲနေပြီဗျာဘာရောင်ဒီကောင်ဝက်ဖြစ်သွင်းပြောရဲဘာလဲဘလူးလဲရောင်ဘလူးဖြစ်တာလဲကျန်းလာလားဒီကောင်ဆေးကြီးအိုးစောက်ဘောကြီးဝက်ဖြစ်သွင်းပြောသွားခါကျူစားခြင်းနဲ့ခါကျူဆရာကြီးခါကျူကျွေးအောင်ခါကျူမေးပေးပါပေးရလိုက်လို့ကဲမောင်ပေါက်ကြီးတော်တယ်နောက်တဲ့တယောက်မောင်ဖြူလုံးလာပါကွာမောင်ဖြူလုံးမင်းလဲပဲတောက်ဆန်းမင်းဘာကြီးဖြော်စထားလဲငါကြည့်မယ်ဟာအယောဟုတ်မှလုံးဖြူလုံးကစောက်ဘိုးကြီးကတကယ်ကောင်ဘာကြီးရှော့လို့လာလဲမသိဘူးနော်ဒုက္ခပဲဒီကောင်လေးဘာမှသုံးစားလို့မရဘူးကဲနောက်ဆုံးထိတ်မဲ့မင်းကွာထိတ်မဲ့မင်းဆေးဘူးကြီးလိုက်လားအေးဆေးဆရာငါလှေကားပေါက်ဖွေးလေးတွေ့နေရဆရာထိတ်မဲ့တေသွားတယ်နေအဲ့ဒါဆရာအပြစ်မဟုတ်ပါဘူးဆရာရဒီကောင်ဆေးတောက်လို့တည်ရမဟုတ်ညအဲ့ကောင်ကျွန်တော်တီးတယ်ညအဲ့ကောင်ကျွန်တော်တီးတယ်ထားလိုက်တော့ဆရာအဲ့ကောင်ထားလိုက်တော့ကဲတင်နှပ်ပြီးပြီဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ဇက်ကောင်တတိုင်းဘောလုံးဂိမ်းမှာဘောလုံးကန်ကြမယ်ပေါ့နော်လေ
အဲ့တော့ဆရာစီးကတော့ကျွန်တော်ထင်တဲ့အတိုင်းပဲဒိုင်လူကြီးပေါ့နော်ကစားသမားတွေကတော့တီးတဲ့အတိုင်းပဲကျွန်တော်ဖြူလုံးတို့ထိတ်ကြီးတို့ထိတ်ကောက်တို့ထိတ်မဲတို့ထိတ်ဖြောင်းတို့အများကြီးပါတာပေါ့နော်သူတို့အကုန်လုံးဘောလုံးကန်ကြမှာပေါ့နော်ငါတော့စောင်းစိတ်လို့ရှားနေပြီကွာကဲဘယ်ကောင်နဲ့ကန်ရမလဲပြောစမ်းဟာမင်းနေမဲလားကွာထိတ်မဲရငါဆိုမင်းတို့ဖြုတ်မှာကွာဟာရောက်နေလေးကျဲမနေနဲ့ခဏနေကြရင်မင်းတို့ကောင်တွေပဲရှုံးနေဦးမယ်ဒုက္ခပဲဒီငါတပည့်နေတော့ဒုက္ခပဲဟာမင်းတို့ဘယ်သူပြောလေကွာငါဖောင်ယူရနိုင်မှာကွာငါဖောင်ယူရပဲပြောရရှိသေးကွာဒုက္ခပါပဲကဲငါတို့ကတော့ဘောလုံးကန်ကိုစင်းသေးဖြစ်နေပြီဟဲ့ဟဲ့ကောင်မင်းကလားအဲ့လိုကောင်းလားဟလားညမင်းငါသိတယ်မင်းပြောချင်လို့ထားလိုက်တော့ကဲဘောလုံးကန်မယ်ကောင်းနေရော့ပါစင်ပေးပြီဟဲ့ကောင်ဒီကိုပြန်ပေးလေအော်အေးပါကွာလီစာကတွေကနေဟဲ့အောင်ပြန်ပေးလို့ရော့ကွာငါဖောင်ယူလို့ပြီမင်းစောက်မှားကြီးပါကွာဘောလုံးနဲ့6နဲ့မင်း6ကျိုးပါလားကဲကောင်းနေငါဘောလုံးရထားလိုက်ဟဲ့ရော့ကိုဖြောင်းမယ်ကဲဇွန်ဘီဘေးကနေပြန်ပေါ်မယ်ဟဲ့အောင်ဖဲစမ်းအဲ့ဒါငါဘောလုံးအော်ဒီကလေးနေတော့ဟဲ့အောင်ငါကြောက်နေတယ်ရော့အဲ့ဒါမဲ့ငါနောက်ကပေါ်လာပြီရော့ဖဲစမ်းမင်းငါတို့ကူးနောက်ဒီကောင်ဖြည်းဖြည်းကတ်လာပြီရော့ gas အိတ်ငိုက်မနေနဲ့ဟဲ့အောင်မင်းရှိမှာဘောလုံးကြီးအော်ကန်ရမယ့်ကောင်တော့ तू နှိုးအောင်လို့ဖြစ်နေဟာကောင်ထားစမ်းမိပြီဘောလုံးကန်နေတာဗျကဲခုတော့မောင်ယူဆွဲလာတယ်မောင်ယူအိုးရောက်ငါ6ယူအောင်မလေးဗျရောက်တပည့်လဲနေဗျငါ6ယူဆောင်ရမ်းကျန်းနေဗျအော်ဟာထိတ်ကောင်မင်းအဲ့လိုကြီးမလုံးနဲ့လေကွာမင်းကလည်းချင်းနေကိုငါလေးမှထိတ်ကောင်ငါလာပြီကွာချော့ဟာမင်းတို့သေးလောက်ကတော့ပြုတ်တော့လိုက်မယ်ကွာရှူအမေမင်းကမြပြောရတယ်စီသေးကွာထိတ်ကြီးရကဲငါလာပြီကွာရော့ဒီလိုအဝေးပြစ်ကန်ရနဲ့တွန်းပြလိုက်မယ်ဟာငါလက်ခွမ်းနဲ့ပဲဖြူလုံးရမင်းစောက်သုံးကုန်မကြတာကွာဟဲ့ရော့ပေးငါဟိုဘက်ကိုပြေးသွားမင်းပါစင်ပြန်ပေးကြလားနင်းမေလို့တယ်ပဲဒုက္ခပဲမေလို့ဘောလုံးလည်းမကန်တတ်ဘူးကွာမင်းကလည်းကွာထိတ်ကောက်ကြီးပေးမယ်ပင်နယ်တီပေးမှလက်ပြွတ်လို့ပဲဟိုကောင်ကအိတ်နေသေးဒါမှမဝင်လို့ထိတ်ကောက်ရမင်းလက်ပြွတ်ငါဖြတ်ရုံပဲရှိတော့တာပဲမင်းကလည်းမဝင်စရာလားကွာကဲထိတ်ကောက်တယ်ကွာတစ်ချက်ပဲကန်လိုက်မယ်ရော့မျက်စိမိတ်ပြီးတော့ထိတ်ကောက်မင်းနည်းနည်းများသွားပြီဟာဘောလုံးကြီးကမင်းတိမ်မော်တော်ရောက်သွားပြီထိတ်ကောက်ဟာထိတ်ကောက်ကောင်းကင်ရဆိုင်းမုတ်ကြီးသွားကန်ပြီဟာ like and share တဲ့ဆိုင်းမုတ်ကလည်းကဲငါကောင်းလေးပွဲပြီးပြီနားမယ်ကဲတော့ view ကြည့်ရဲ့ကောင်းလဲ subscribe လုပ်မယ်ငါတို့လည်းနားမယ်ဒါပဲအဲ့တော့ကစားပွဲရဲ့နိုင်ရတဲ့သူကတော့ကျွန်တော်တို့ရဲ့ထိတ်ကြီးတို့ဖွဲ့ဖြစ်ပါတယ်ခင်ဗျာ